သွားတင်လာခဲ့တာကိုတကယ်ချင်းပါလေအတွေ့လို့တလားငါဒီတော့ဖာလို့တကယ်ချင်းကလာလေမျိုးလေးကလာတကယ်ချင်းဟုတ်တယ်ငါဒီမှာလေဒါမှလုံးနေရတာဟဲ့ဘာလုံးလဲလုံးလို့ဆိုပေါင်းနေနှောက်ရတယ်ပြည့်တာငါတယောက်တော့ခါတနေကိုအိမ်မှာအိမ်မူကိစ္စလောက်ရတာတမျိုးဒီမှာကြည့်ရောတဲနေရောကောက်မရဲ့မဲတဲရအောင်ငါသားဘလို့တထင်းရမလဲလို့မျက်နှာမလည်းကြည့်အောင်ကွယ်အမြဲစက်တွေနဲ့အဲ့လိုဖြစ်နေကွယ်လာထားရောဆက်ထားပြီးစီးတယ်လားမျိုးကနေလေငါလေကွာပြတဲ့နေယူလာခဲ့တဲ့တကယ်ချင်းသိလားမလေးဒါလေးကလေတောက်ချင်သိလားကြောက်ချင်ပါလေဟိုဒီလိုမျက်နှာမှာတင်းတိတ်ဝက်ချံမှဲချသိလားရားရံနောက်တော့ဗလဲအမြင့်ကြီးရှိတာတွေသိလားအကုန်လုံးပေါ့မျက်နှာတွေမျက်နှာတွေလှလာတယ်ဟိုငါအဲ့ဒါပဲတုံးတာပြင်ချင်းသိလားနေစုံလေးတစ်လားတစ်ဖက်လောက်တော့တိတာပဲဒီမျက်နှာတွေပြင်ချင်းအရန်ကလို့တို့အပိုင်အရန်ကားပြင်ချင်းသိလားဟုတ်တယ်ဒါပေမဲ့ဒါကြီးကဈေးကြီးတော့ငမွေနိုင်ပါဘူးဘယ်နေရလဲနေရလေလေခင်းပိုင်းထိုင်နေမျိုးသူတို့မျိုးတိကြောင်တိရတာနဲ့တကယ်ကြီးကဒီလိုမျိုးပြောရပါလေနေရလေကိုတကယ်ချင်းရှင်းမယ်ရပါတယ်တကယ်ချင်းဝင်လိုက်ပါပစ္စည်းရောဈေးကများမှာဘယ်လောက်လဲဒါမှပေါင်း3000နဲ့တကယ်ချင်းညီမငွေပေါင်း3000လေးပါတကယ်ချင်း6လလောက်ခံတယ်ပေါင်း3000ဟုတ်တယ်ဝမ်းမဲပေါင်း3000ဆိုခိုင်းရတယ်ဝမ်းမဲကွာဒါစားဆောင်လက်ဆွေးကြော်လိုက်ကွာစစ်ထုတ်တာနေတမဲဟိုလေးတကယ်ချင်းတမဲမော်လမြောင်လက်ခွဲပေးတယ်ငါမော်လမြောင်ပြန်ပေးလာခဲ့တာကြိုက်ထူမှာအေးဒါကြီးပေါ့အေးပေါ့အဲ့ဒါမို့လို့နည်းနည်းရက်ကပေါ့ကွယ်ငါစီအားလုံးယူချတယ်တကယ်ချင်းအဲ့ဒါမို့တကယ်ချင်းမျိုးလေးတတိယလုံးငါဝင်လာခဲ့တာဘယ်သူမှမရှိလို့ငါလက်ခွဲစင်းကြည့်တာကြောက်ရှင်ငါမျက်နှာကြောက်ရှင်နေတာနဲ့ဘယ်ဟာကောင်းမလဲငယ်ချင်းခုစလုံးကောင်းပြီသားနော်အာမခံတယ်တကယ်ချင်းနော်ငါတကယ်ချင်းငါလိုမျိုးလှပကြော့စင်တဲ့လူမျိုးလေးဖြစ်ကျင်တယ်ကွယ်လောက်ပါတကယ်ချင်းအားပေးလိုက်ပါနှစ်ဖူးဒါကြတော့လေရေချိုးဆက်ပြကိုလက်ချင်းပါပြီးသားတို့လေသမားလေးဆိုရန်ကောင်းတကယ်ချင်းကိုလက်ချင်းပါပြီးသားတကယ်ချင်းငကုံးကြည့်လိုက်တကယ်ချင်းတကယ်အာမခံတယ်တကယ်ချင်းတလားဟုတ်ကြည့်ပါငါတကယ်ချင်းလှပါမယ်အဲ့ဒါဆိုအေးဝဲလှကြည့်နေကွယ်ဒီတော်ရီကဒီတောင်ထဲအောင်မထွက်ရအောင်ဖြစ်နေငါမှလည်းတကယ်ချင်းရေဒါလေးသုံးလိုက်ရင်တကယ်လမ်းဆန်းပေါ့ပါပြီးတော့လေတလားခန္ဓာကိုယ်ထဲမှာလေနူးညံ့ပြော့ပြောင်းလဲเนาะတပန်းပေါင်းစုံနဲ့ထုတ်လုပ်ထားတဲ့ဆွေစဉ်ရေချိုးဆက်ပြဒါလေးကကြတော့ဆွေဝါဆွေစဉ်ရေချိုးဆက်ပြဒါလေးကကြတော့ဆွေစဉ်ပခွားမွေးဆက်ပြအရန်ကောင်းနေအရန်အမွေးကြိုက်တာမျိုးလေးသုံးတင်ငယ်ချင်းအရန်ကောင်းတယ်ငါတော့အမွေးလေးကြိုက်တယ်ဆိုအဲ့ဒါဆိုအရန်သုံးဒါပါတခွားမွေးဟုတ်တယ်တငယ်ချင်းအရန်ကောင်းတယ်တငယ်ချင်းအဲ့ဒါလေးသုံးမလားအေးဒါလေးသုံးမယ်နော်သုံးမယ်ဆိုတော့ဒါကဘယ်လောက်လဲ19000ဟုတ်တယ်ဟဲ့နေကတန်လာကြီးလားဒီပစ္စည်းတွေဒီလောက်နဲ့ကျမပဲရောင်းတာဒီနိုင်ငံမှာဘယ်လူမှမရအောင်ရှင်19000နဲ့တန်တယ်ကွာကျမတယောက်ပဲရောင်းကျမတယောက်ပဲထုတ်လုပ်သေးတာဟိုတနေ့ကလာရောင်းနေမျိုးကလာရောင်းနေဆိုလာပဲဟဲ့ तू က2000ကျော်3000ကျော်တွေ तू ဝယ်နိုင်မှာလေ तू 1000ကျော်ဆိုဝယ်နိုင်သေးတာဗောကိုတင်ငယ်ချင်းနဲ့ဒါတွေ3000ဆိုကွာတိပြီးသားကမှ19000တကယ်အရင်ကအမခက်တကယ်ချင်းတော့မကောင်းဆိုငါပြန်ပြောချက်ချင်းတော့ငါပြန်ရော်ပြီးမယ်နဲ့တားရဲ့ဒီမှာတကယ်ချင်းလာလို့ဒီမှာခဏလာတာမရတမျိုးတကယ်ကတော့နေကခိုင်းမို့ပဲအဲ့အဆောက်ကောင်ကကျယူမယ်ကွာဒါယူမယ်တကယ်ချင်းပြောနှစ်ခုစလုံးယူမယ်ကွာโอเคတိုင်းနှစ်ခုစလုံးယူမယ်ပြီးတော့ဒါကြတော့ပန်းပေါင်းစုံနဲ့ထုတ်လုပ်ထားတယ်အဲ့ဒီချက်ပါတော့ကွာတစ်ချင်းလုံးမပေးခဲ့လိုက်တော့ကွာဘယ်လောက်ကြာတာနမစင်မတင်ကြနော်နမညွန့်ကနမရှင် thank you ပါကျေးဇူးအရင်တင်တယ်ကွယ်ငါတင်စဘာကိန်းလှနေရောကွယ်အဲ့စဘာပေါ်နဲ့တန်းပေးမယ်အေးဟုတ်ပြီအေးကြောက်ကိစ္စယူသွားအောင်ဟုတ်ကဲ့တင်ငယ်ချင်းဟုတ်ကဲ့ထားမစုံငါမျက်နှာလေးတော်လှမှာမယ်လွယ်ဖြစ်လှလို့နေရမယ်တိတ်ရောဒီလောက်မဲကျုံနေတဲ့မျက်နှာကိုချော်မွေ့ဝအောင်ခြားဆောင်တော့ဖတ်ရှိမယ်တောက်ချင်ရှိမယ်ငါသားရည်လေးဆိုပြီးသွားတယ်ဒါလိမ့်လိုက်မယ်ရပြီနောက်ဆုံးရရဟောထကြကုန်ဟိုက်တော်ချုပ်ကုန်သွားမယ်